ရတယ်တော့ပတ်လေရတော့တယ်မတောင်းတော့ဘူးမင်းသားကတော့ဇက်လက်ကိုဆုံးမှာမဟုတ်တော့ဘူးတောင်းတယ်မှာဒီမှာတောင်းတယ်မတောင်းနိုင်အောင်လည်းရှုပ်သူကတောင်းလို့သူပြန်နေမတောင်းအောင်လို့မင်းအဲ့လိုမှမရရင်မင်းသားမဖြစ်ရတေချာလေးဒီဆိုင်တောင်းပတ်လေဟုတ်တောင်းပါရင်မရဘူးကျွန်တော်တောင်းတယ်ဝိဟကစီတဲ့အေးစီရဲ့မောင်မင်းသမီးဟာဖြစ်တာတော့တရေဆောက်တယ်ဘာသိလို့မင်းသမီးလို့မဲသူ့ရုပ်သားများတရေချောက်တယ်လေမင်းသမီးပါဟဲ့ဝိသမင်းကြာတယ်ကွာရေရဲမှာလောနေတာ तू อ่ะဗာနဲ့လာတော့တင်နေလိုက်တာလေ သူကလည်းမင်းကိုချင်းလို့ပါလေစီရဲကိုတင်နေလိုက်တာလေမင်းတော့အမိလိုက်ဟာဒီကောင်မစမဟုတ်ကွာဟယ်လိုတေချာလေးဒီဆိုင်ပြန်လို့ရိုက်ပြီငါနေရတဲ့ခရီးကိုတော့မဟုတ်ဘူးမိသားလောရညက်တယ်ဟာမောင်အပြင်မှာလေးစိမ့်နေတိုက်နေတယ်မောင်ရေအိမ်ထဲကိုဝင်လာခွေကိုယ်တော့မမမိုးရမမမိုးရရမရမမိုးရမမမိုးရမမမလားမောင်မမပြန်စီခြင်းလေမမမိုးရန်ကုန်ကမပြန်တော့ပါဘူးမောင်ရေကျမကမမိုးရနေရမိုးရမပြောအောင်လားမောင်ဘာဖြစ်လို့အိတ်မပြောရလဲမောင်သဘောကိုက်တယ်လားမင်းကပြန်တော့ကျွန်တော်မလုပ်နိုင်တော့အချိန်တော့တယ်အကယ်ဒမီကလည်းလိုချင်တယ်အဲ့လောက်ကြီးတော့မလုပ်ဆောင်တယ်ဘလို့မင်းကပြထိုင်လာပြမှာတယ်ငါပြောဆောင်ကြခုနထိုင်ကြည့်ဟဲ့တက်တယ်ဒါလောက်ညံ့နေနေတာမင်းကငါပြတော့ကြထွက်ပြီးနေရငါလောက်မှမရှိပဲနဲ့တလဲဘက်ကွက်တွေကိုရေးတနွတွေကိုပြကြမင်းထွက်ပြီးတယ်အေးစမ်းမယ်ရှာလေးကွက်နဲ့နွား6ကောင်ညောင်းလာလေလို့ရှိနေတာမဖြစ်ဘူးဝိညာဉ်ပါစီအေးရေပြန်ခရီးမောင်အပြင်မှာလေးစိမ့်နေတိုင်နေသမောင်ရေအိမ်ထဲကိုဝင်လာခွေဘုံတော့ဘာမှမနဲ့မိုးတော့အလင်းရောက်တယ်ကြိုင်နေဟောဒီမမကမောင်နဲ့ဟောဒီအင်းလေးကြီးကြီးကိုခွဲပြီးမာယံကိုပြောရအောင်ပြန်တော့မှာပေါ့လားမရေမောင်မမပြန်စီခြင်းလေမောင်မရန်ကုန်မပြန်တော့ပါဘူးနော်တကယ်ပြောရလားမဝမ်းကလေးဖတ်ပါနေတော်တော့အရာငါ့ကိုရပြီလားမင်းသားရပြီမင်းမှတ်မိပြီလားရပြီဟမ်ရပြီမှတ်မိနောက်တစ်ခါပြောင်းမယ်ညမရဘူးဒီကဆိုဖလင်ကောင်ဒါဖလင်ကုန်းရင်ငါမွဲနေမယ်ပရိုဂျူဆာကြီးကငါတို့အဲ့လောက်ကြီးပြီးထားတာမရှိဘူးနောက်တစ်ခါပြောင်းမယ်နောက်တစ်ခါပြောင်းမယ်ဆက်မယ်နော်နောက်တစ်ခါပြောင်းနောက်တစ်ခါလည်းပါမှာနောက်တစ်ခါလည်းပါမှာမင်းသားလည်းကိုရတယ်